ဒါခေတ်သစ်လူသားတွေရင်ဆိုင်နေရတဲ့အန္တရာယ်တစ်ခုပါပဲ။တနေ့မှာအိမ်ယာကနေနိုးလာပြီးတော့ကိုယ့်ကိုယ်တင်ကြည့်မိတဲ့အခါမှာကိုယ့်ဘဝရဲ့ထက်ဝက်လောက်ကအချင်းကြီးကုံဆုံးသွားပြီဆိုတာကိုသိလိုက်ရတာမျိုးပေါ့။ဒီနေ့ခေတ်မှာစိုးရိမ်စိတ်လွန်ကဲတဲ့ဝေဒနာနဲ့စိတ်ဓာတ်ကျဝေဒနာတွေကိုကုသဖို့အတွက်ဒီစိတ်နဲ့အတွေးတွေကိုပြောင်းလဲစေတဲ့စိတ်ပြောင်းစေဝါ psychotropic drugs တွေသုံးစွဲတာနေကြတာမှန်ကုထုံးတစ်ခုလိုဖြစ်လာပါတယ်။ဒါပေမဲ့အဲ့ဒီဆေးတွေကဝေဒနာကိုအမြင့်တက်အောင်မစွမ်းဆောင်နိုင်ရုံသာမကပဲများသောအားဖြင့်တစ်သက်လုံးစိတ်ပိုင်းဆိုင်ရာအားနည်းသူတယောက်လည်းမျိုးဆေးကိုပဲအမြဲအားကိုးနေရတဲ့သူဖြစ်သွားစေတတ်ပါတယ်။ဒါပေမဲ့ကံကောင်းတာကတော့စိုးရိမ်စိတ်လွန်ကဲတာနဲ့စိတ်ဓာတ်ကျတာတွေကိုကုသဖို့တခြားနည်းလမ်းရှိပါသေးတယ်။ဒီဗီဒီယိုမှာတော့သမိုင်းတစ်လျှောက်အကျော်ကြားဆုံးစိတ်ပညာရှင်တွေကတူဖြစ်တဲ့ခါးချန်းရဲ့ဒီအာဘော်တွေတိုင်းဒီလိုစိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုစေဝါးတွေမလိုဘဲနဲ့ဘလို့အမြင့်ပြတ်ကုစားမလဲဆိုတဲ့အကြံပြုချက်တွေကိုတင်ပြပေးသွားမှာပါအထက်တန်းမှအတိုင်းဝိုင်းတွေကတော့စိုးရိမ်စိတ်လွန်ကဲတဲ့ဝေဒနာတွေဟာအုံနောက်အတွင်းပိုင်းကရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့်ဖြစ်ရတာဆိုတဲ့အယူအဆကိုအခိုင်အမာစုပ်ကိုင်ထားကြတော့မှာပဲစိတ်မကောင်းစရာကတော့အတွေ့အကြုံနှုတ်နေတဲ့တာမန်ဆရာဝန်တော်တော်များများကလည်းဒီယူဆကိုအမှန်လို့ယုံကြည်နေကြတာကြောင့်မလို့ဒီခေတ်ကြီးမှာအုပ်စုလိုက်ပေါ်ပေါက်လာနေတဲ့ဒီလိုစိတ်ဝေဒနာရှင်တွေအတွက်နစ်နာစရာဖြစ်နေရပါတယ်ဒီလူနာတွေတဲကတော်တော်များများကသူတို့ရဲ့ဝေဒနာတွေဟာခန္ဓာကိုယ်ပိုင်းဆိုင်ရာချိုးရင်းချက်ဒီရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့်ဖြစ်ရတာဆိုတဲ့အယူဆအမှားတွေအောင်မှာအယုံသွင်းခံရသူတွေဖြစ်နေနိုင်ပါတယ်လို့ကားချမ်းကရေးသားခဲ့ပါတယ်။ရန်ကတော့ဒီစိုးရင်စိတ်နဲ့စိတ်တက်ကြတဲ့ဝေဒနာအများစုဟာအုံနောက်ချိုးရင်းချက်ကြောင့်ဖြစ်လာတာမဟုတ်ပဲကိုယ်တိုင်နေထိုင်နေတဲ့ဘဝနေထိုင်မှုပုံစံမှားယွင်းနေတာကြောင့်ဖြစ်တယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်မလို့ရန်ရဲ့ကုထုံးမှာပထမဆုံးခြေလှမ်းကတော့စေးညွှန်းပေးဖို့မဟုတ်ပါဘူး။အဲ့ဒီအစားစိတ်ပိုင်းဆိုင်ရာအသိဉာဏ်တဲ့ psychological insight တခုကိုထည့်ပေးဖို့ဖြစ်ပါတယ်။အဲ့ဒီအသိဉာဏ်ဆိုတာကဘဝဆိုတာဘယ်လိုမျိုးလဲဆိုတာကိုနားလည်သဘောပေါက်စေရတဲ့ပြောင်းလဲဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာကိုသိမြင်လာစေရမျိုးဖြစ်ပါတယ်။လူတွေကဘဝဆိုတာလွယ်ကူရမယ်၊စိတ်ရင်းဒုက္ခဆိုတာအနည်းဆုံးပဲဖြစ်ရမယ်၊အခက်အခဲတွေကိုလည်းတက်နိုင်သမျှရှောင်လွှဲရမယ်လို့လူတော်တော်များခံယူထားကြတယ်ဆိုတာကိုရန်ကထောက်ပြခဲ့ပါတယ်။သူကတော့သူ့ရဲ့လူနာတွေကိုဘဝဆိုတာမလွယ်ကူကြောင်းနဲ့တက်တောင့်တက်တာရှိမှုနဲ့ငြင်းညမ်းမှုဆိုတာလူသားတွေရဲ့ပင်ကိုယ်သဘောမဟုတ်ဘူးဆိုတာကိုပွင့်ပွင့်လင်းလင်းပြောပြလေးရှိပါတယ်။အရာရာလွယ်ကူနေတဲ့အခုလို AI ကစ်ကြီးမှာတော့ဒီအမြင်ကလက်ခံနိုင်ကြမရှိသလောက်ပါပဲ။ဒါပေမဲ့ဂျန်ကဘာလို့ဒီလိုပြောခဲ့တယ်လဲဆိုတာကိုဆက်ပြီးတော့နားထောင်ကြည့်အောင်။ဒါနဲ့ပတ်သက်ပြီးတော့ဂျန်ကအခုလိုမျိုးရေးသားခဲ့ပါတယ်။တကယ်တမ်းကျတော့အခက်အခဲအလုံးကိုဖယ်ရှားပေးနိုင်တဲ့ကုထုံးဆိုတာဘယ်တော့မှမရှိခဲ့တယ်လို့ရှိလာဖို့လည်းမဖြစ်နိုင်ပါဘူး။လူသားတွေကကျမ်းမာဖို့အတွက်အခက်အခဲတွေလိုအပ်ပါတယ်။အခက်အခဲတွေကကျမ်းမာရေးတွေမရှိမဖြစ်ပါ။အခုကျွန်တော်တို့စိတ်ပူရမယ့်ကိစ္စကအဲ့ဒီအခက်အခဲတွေအစမတည်းများပြားနေတဲ့ပြဿနာကိုပဲဖြစ်ပါတယ်။ဘဝမှာအခက်အခဲဆိုတာရှောင်လွှဲလို့မရဘူး။တန်ဖိုးရှိတဲ့အရာမှန်များအလွယ်တကူမရနိုင်ဘူးဆိုတာကိုလက်ခံလိုက်ခြင်းကပဲကျွန်တော်တို့ကိုပြောင်းလဲမှုတွေစတင်နိုင်မှုခိုင်မာတဲ့လက်တွေ့ဘဝလမ်းပေါ်မှာရောက်ရှိစေရပဲဖြစ်ပါတယ်။ဘဝအခက်အခဲရဲ့ဆိုတာကိုလက်ခံလိုက်တဲ့အခါမှာစိတ်ဓာတ်ကိုပိုပြီးခိုင်မာအောင်တည်ဆောက်လာမယ်။ဒီလိုတည်ဆောက်ခြင်းအပြင်ပဲကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ခွင့်ရှိမယ်ဆိုတာကိုပါတစ်ဆက်တည်းနားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။ကျမ်းမာတောင့်တင်းတဲ့ခန္ဓာကိုယ်ကိုရဖို့တက်တောင့်တက်တာနေထိုင်နေုံနဲ့မရဘဲနဲ့ကိုယ်လက်လေးချင်းကန်းတွေဝိမတာတွေလုပ်ရတယ်လို့ပါပဲ။အဓိကကတော့တန်ဖိုးရှိတဲ့အရာတွေဟာလွယ်လွယ်ကူကူဖြစ်မလာဘူးဆိုတဲ့အသည့်ကိုဝင်သွားစေချင်တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဘဝဆိုတာလွယ်ကူရမယ်ဆိုတဲ့ဒီအထင်မှားမှုတွေမှာပဲဆက်ပြီးပိတ်မိနေမယ်ဆိုရင်ယုံကြည်ထားလိုက်မယ်ဆိုရင်ဘဝအလိုလိုလွယ်ကူသွားမှာပဲဆိုတဲ့မျှော်လင့်ချက်အမှားနဲ့ကိုယ့်ရဲ့အားနည်းတဲ့စိတ်ဓာတ်ကိုပြုပြင်မှုစိတ်အားထက်သန်မှုရှိတော့မှာမဟုတ်ပါဘူး။ဘဝဆိုတာစစ်တလင်းတစ်ခုပါပဲ။အတိတ်မှာလည်းဒီလိုပဲဖြစ်ခဲ့တယ်လို့အနာဂတ်မှာလည်းဒီတိုင်းပဲရှိနေအောင်ပါပါ။တကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့တည်ရှိမှုကလည်းအဆုံးသတ်သွားပါလိမ့်မယ်။ရန်ကသူ့ရဲ့လူနာတွေနားလည်ထားဖို့မရှိမဖြစ်လိုအပ်တယ်လို့သူယူဆတဲ့နောက်ထပ်စိတ်ပိုင်းဆိုင်ရာအသိဉာဏ်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ပြဿနာတွေကလက်ရှိပြစ္ဆုတ်ပံမှာပဲတည်ရှိနေတာဖြစ်ပြီးတော့အတိတ်ကိုပြန်တူးဆွနေုံနဲ့အဲ့ဒီပြဿနာတွေကိုမဖြေရှင်းနိုင်ဘူးဆိုတာပါပဲ။လူတော်တော်များများကငါဘာကြောင့်ဒီလိုလူမျိုးဖြစ်လာတာလဲဆိုတော့အကြောင်းရင်းကိုရှာဖွေတွေ့ပြီးမှသာဘဝကိုရှေ့ဆက်လို့ရမယ်လို့ယုံကြည်နေတတ်ကြပါတယ်။ဒါပေမဲ့ဂျန်ကတော့အတိတ်ပေါ်မှာအလွန်ချွန်အာယုံဆိုင်နေတာဟာလက်ရှိမှာလှုပ်ဆောင်မှုလိုအပ်နေတဲ့ခက်ခဲတဲ့လုပ်တွေကိုရှောင်လွှဲဖို့အတွက်အကြောင်းပြချက်သက်ပေးရပဲလို့ယူဆခဲ့ပါတယ်။ဒါကတော့စေရောဂါရှိတဲ့သူတွေတည်းမကပါဘူး။ဘယ်သူမှဆိုကိုယ်မှကြုံနေရတဲ့အခက်အခဲတွေရဲ့အရင်းမြစ်ကိုဒီကိုယ်စီမှာပဲရှာဖို့ထက်ဒီအတိတ်နဲ့ဒါမှမဟုတ်တခြားအကြောင်းပြချက်တွေကိုတွဲချပြီးတော့လက်ရှိကိုယ်နဲ့ဝေးနိုင်တဲ့မြောက်ဝေးအောင်တွန်းပို့ထားခြင်းကြတာတဘာဝပါပဲ။ဘာလို့လဲဆိုတော့အဲ့လိုသာအဝေးကို
မပို့ထားဘူးဆိုရင်ကိုပိုကောင်းအောင်ပြောင်းလဲရတော့မယ်စူးစမ်းမှုတစ်ခုကိုလုပ်ရတော့မယ်အဖြစ်မနေရင်ဆိုင်ရတော့မယ်စွန့်စားမှုကိုလုပ်ရတော့မှာမလို့ပါအဲ့ဒါကိုမလုပ်ချင်ကြလို့ဖြစ်ပါတယ်ဒီလိုမျိုးကိုပြောင်းလဲရမှာကိုဒီလိုမျိုးစွန့်စားမှုနဲ့ရှင်လိုက်လို့ရှိရင်တခြားတယောက်ကိုအပြစ်ပုံချလိုက်တာကပိုပြီးတော့လွယ်ကူတယ်လို့ထင်ရပါတယ်တကယ်လို့အမှားကကိုယ့်စီမှာပဲရှိနေတာငင်းမရတော့ဘူးဆိုရင်တော့မှအနည်းဆုံးတော့အဲ့ဒီအမှားကကိုကြောင့်ဖြစ်လာတာမဟုတ်ဘူးငယ်စဉ်ကလေးဘဝတုန်းကတခုခုကြောင့်အလိုလျောက်ဖြစ်လာရတာပါဆိုပြီးတော့အကြောင်းပြချက်တွေပေးတတ်ကြပါတယ်ဥပမာကလေးဘဝက broken family မှာကြီးပြင်းခဲ့လို့ငါအခုလူတော့မတိုးတာဆိုပြီးတော့အတိတ်ကဖြစ်ရကိုပုံချတာမျိုးအင်းဆုံးဂျန်ကဒီလိုစိတ်ပိုင်းဆိုင်ရာအသိမြင်တွေထည့်သွင်းပေးပြီးတဲ့နောက်မှာတော့သူကသူ့ရဲ့ကုထုံးမှာပထမဆုံးလက်တွေ့လှုပ်ဆောင်ရမယ့်ခြေလှမ်းကိုကူးပြောင်းပါတယ်အဲ့ဒါကတော့လူနာတွေအနေနဲ့အရေးလို့သူပြောတဲ့အရာကိုရင်ဆိုင်ရအောင်ကူညီပေးခြင်းပါပဲသူကဒီလိုမျိုးရေးသားခဲ့ပါတယ်စိတ်ဆက်သေးကြတဲ့ဘလို့စိတ်ပညာကုထုံးမှာမဆိုပထမဆုံးလိုအပ်ချက်ကတော့မိမိရဲ့သိစိတ်ကနေမိမိရဲ့အရေးကိုထိတ်တိုက်ရင်ဆိုင်ဖို့ပဲဖြစ်ပါတယ်တဲ့အရေးဆိုတာပါလေသူပြောတဲ့အရေးဆိုတာကရှေ့ရွံ့တာအစိုးရင်စိတ်ရှိတာဒါမှမဟုတ်ပဝန်းကျင်ရဲ့ညင်းပယ်ခံရမှာကိုကြောက်တာကြောင့်အခုရဲ့ပင်ကိုယ်စရိုက်တွေကနေကိုယ်တိုင်လက်မခံပဲမသိစိတ်တွေကိုတွန်းပို့ထားတဲ့အစိတ်အပိုင်းတွေကိုကျွန်တော်က share လို့အမည်ပေးထားတဲ့ဝါဒတစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်အရေးဟာသူတစ်ပါးကိုရောကိုပါဖုံးကွယ်ထားခြင်းနဲ့ကိုယ်စရိုက်လက္ခဏာရဲ့တစ်ဖက်ချမ်းပါပဲ။လူသားတစ်ယောက်ဟာသူကိုယ်တိုင်ထင်သားတာထက်ဒါမှမဟုတ်ပြစ်ချင်နေတာထက်ဆိုင်ပိုပြီးတော့အားနည်းတယ်ဆိုတာတန်တရားဖြစ်စရာမလိုပါဘူး။လူတိုင်းမှာအရေးတစ်ခုစီရှိရပါတယ်။အဲ့ဒီအရေးကိုလူတစ်ယောက်ကသူ့ရဲ့သိစိတ်နဲ့လက်ခံပြီးတော့ပုံဖော်နိုင်ခြင်းမရှိလေအဲ့ဒီအရေးဟာပိုပြီးတော့မဲမောင်လာပြီးပိုပြီးတိတ်တဲထူထက်လာလေပါပဲ။ရှမ်းကကိုယ့်ရဲ့အရေးကိုထိတ်ထိတ်ရင်ဆိုင်ဖို့ဟာကိုပြောင်းလဲလမ်းစဉ်လုပ်ငန်းစဉ်မှာအရန်ရေးကြီးတယ်လို့အကြောင်းပြချက်တော်တော်များများကြောင့်ယုံကြည်ခဲ့ပါတယ်။ပထမချက်ကကျွန်တော်တို့ဟာကိုယ့်ရဲ့ပင်ကိုယ်စရိုက်တွေကကိုယ့်ကိုယ်သေးတဲ့ကဒီအားနည်းချက်တွေကိုငင်းပယ်ဖုံးကွယ်လိုက်ရုံနဲ့ကိုယ့်ဘာအကျိုးကျေးဇူးမှမပေးနိုင်ပါဘူး။အဲ့လိုငင်းပယ်နေခြင်းကအဲ့မကောင်းတဲ့စရိုက်လက္ခဏာတွေဟာဘယ်ချိန်ဘယ်လိုပုံစံနဲ့ဘွားကနေထွက်ပေါ်လာမလဲဆိုတာကိုကိုယ်တိုင်မထိန်ချုပ်နိုင်တော့လှုပ်လိုက်တာနဲ့အတူတူပါပဲတကယ်လို့ပြောင်းပြန်အနေနဲ့ဒီကိုယ်စရရဲ့အားနည်းချက်ကိုကိုယ်တိုင်အတိအမှတ်ပြုလက်ခံနိုင်မယ်ဆိုရင်အဲ့ဒီအားနည်းချက်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသင်ယူလာနိုင်ပြီးတော့အဲ့ဒီဇေယိုက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်နေတာမှုတွေကိုလည်းအနည်းဆုံးဖြစ်အောင်ချောချနိုင်မှာဖြစ်ပါတယ်ဒါကိုရန်ကအခုလိုရှင်းပြထားပါတယ်မိမိရဲ့သိစိတ်ထဲမှာရှိနေတဲ့ဘယ်အရာမှဆိုပြုပြင်လို့ရပါတယ်ဒါပေမဲ့မသိစိတ်သေးကိုလွတ်ထွက်သွားတဲ့ဘယ်အရာမှဆိုပါပြုပြင်တင်မဲ့လို့မရတော့တဲ့အပြင်ဘသူရဲ့ထိန်းချုပ်မှုမှမရှိတော့ဘဲနဲ့သူ့လိုအထင်းခုတ်မဲ့ကြီးထွားလာပြီးတော့ပိုပြီးဆိုးွားတဲ့အခြေအနေကိုပဲဥတီသွားပါလိမ့်မယ်။ကံကောင်းတာတစ်ခုကတော့သဘာဝတရားအဲ့ဒီမသိစိတ်တရားအကြောင်းအရာတွေကိုအနည်းနဲ့မြန်ဆိုသိစိတ်တွေကိုရုတ်တရက်ထိုးပေါက်ဝင်ရောက်လာစေပြီးတော့ဒီဖြစ်ဖို့လိုအပ်တဲ့ရှုပ်ထွေးမှုတွေကိုဖန်တီးပေးပြီးတော့ကျွန်တော်တို့သတိထားမိအောင်လှုပ်ဆောင်ပေးတတ်တာပါပဲ။အရေးဆိုတာအားနည်းချက်တွေနဲ့ပဲဖွဲ့စည်းထားတာမဟုတ်ပါဘူး။အဲ့ဒီစားကျွန်တော်တို့ရဲ့အရေးထဲမှာတိမ်မြုပ်နေတဲ့အစွမ်းအစတွေကျွန်တော်တို့ရဲ့အားသာချက်တွေလည်းပါဝင်နေတတ်ပါတယ်။အဲ့ဒီအစွမ်းအစတွေကငငယ်တော့တငယ်ချင်းတွေမိသားစုဝင်တွေဒါမှမဟုတ်လူဖွဲ့စည်းကဒီအကျင့်ဆက်တွေကမကောင်းဘူးလို့အထင်မှားတွေပေးခဲ့ကြတာကြောင့်ကျွန်တော်တို့ကိုယ်တိုင်ဖိနှိပ်ချုပ်တီးထားခဲ့ရတာမျိုးတွေဖြစ်တတ်ပါတယ်။ဥပမာဖြင့်တချို့လူကြီးတွေကဒေါသကိုထုတ်ဖော်ပြသနိုင်စွမ်းဒေါသထွက်တာပေါ့။ဒါမှမဟုတ်လို့ရှိရင်ခုအတွက်ကိုပြန်လဲခုခံကာကွယ်နိုင်စွမ်းနေအဲ့အရေးချင်းတွေကိုမကောင်းဘူးလို့ထင်မှတ်ပြီးတော့ဖိနှိပ်ထားဟိုင်းတတ်ကြပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့အရှိတ်ကိုပြန်ပြီးတော့သတိပြုမိလာခြင်းရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ဘဝအတွက်တိုးတက်စေမယ့်ဇေယျလက္ခဏာကောင်းတွေကိုပြန်လည်အသုံးချခွင့်ရလာတာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ရန်ကပြောတာကအရေးဆိုတာနည်းနည်းစိတ်မလုံခြုံတာရှေးရိုးဆန်နေတာအသားမကျသေးတာနဲ့အနေငယ်ကိုယ်ရုပ်ကာယနိုင်တာမျိုးလောက်ပဲရှိတာပါ။တခုလုံးမကောင်းတာမျိုးမဟုတ်ပါဘူး။အဲ့ဒီအရေးထဲမှာလူသားတွေရဲ့တည်ရှိမှုကိုတနည်းအားဖြင့်သက်ဝင်လှုပ်ရှားစေပြီးပို့ပြီးတော့တင့်တယ်စေမယ့်အရေးချင်းတွေတောင်ပါဝင်နေပါသေးတယ်။ဒါပေမဲ့ယဉ်ကျေးမှုဒလိထုံနှန်းတွေကအဲ့ဒါတွေကိုမပေါ်ထုတ်ဖို့တားမြစ်ထားပါတယ်တဲ့။ကိုယ့်ရဲ့အရှိတ်ကိုသတိပြုမိလာစေနိုင်တဲ့နည်းလမ်းတစ်ခုကတော့ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့အားနည်းချက်တွေအပြစ်အနာအစာတွေနဲ့သူတို့ရဲ့စိတ်မလုံခြုံမှုတွေကိုစောင့်ကြည့်လေ့လာဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အများစုကကိုယ်မကြိုက်တဲ့ကိုယ်စီမှာရှိတဲ့အလားတူဇယိုက်လက္ခဏာမျိုးတွေကိုဖိနှိပ်ထားတတ်ကြအောင်နေမကဘဲနဲ့ကိုယ့်ရဲ့အရေးထဲမှာရှိနေတဲ့စိတ်ပိုင်းတွေကိုတခြားသူအပေါ်မှာပုံချပြီးတော့ projection လုပ်တတ်တဲ့အလေးထားရှိလို့ပါပဲ။ဥပမာဘယ်လိုမျိုးလဲဆိုတော့တခြားသူတယောက်ကိုအလိုလိုနေရင်းနဲ့အမြင်ကပ်နေတာသူ့ရဲ့အမူအရာအပြုမှုတချို့ကိုသဘောမကျဖြစ်နေရကြတာဒီကိုယ့်ရဲ့အရေးထဲမှာပြီးနေတတ်တဲ့ကိုယ့်ရဲ့ဇယိုက်တွေဖြစ်နေတတ်ပါတယ်
ဆိုလိုတာကတခြားသူရဲ့အဖြစ်ကိုကိုကအရန်ဝေဖန်နေမိပြီဆိုရင်အဲ့ဒီချက်ကကိုယ်တိုင်လည်းမသိစိတ်တမ်းမှာဖုံးကွယ်ထားတဲ့အရေးဖြစ်နေနိုင်ပါတယ်ကျွန်တော်ဖတ်ဖူးတဲ့အချက်လေးတခုပြောပြရမယ်ဆိုရင်ထွင်တင်အကြောင်းပါဦးငှက်ပေါ့ထွင်တင်နဲ့ဇိုင်းဆန်နီကိုရဲကတရက်အိမ်မှာရုပ်ရှင်တွေအကြောင်းပြောနေကြတယ်ဒီလိုနဲ့မင်းသားကြီးရှောင်းပန်းအကြောင်းကိုလည်းပြောရောဦးငှက်ကဒီကောင်တော့ကျွန်တော်မကြိုက်ဘူးဗျသူ့ရဲ့ကားကိုကြည့်လည်းမကြည့်ကျုပ်ကဘယ်သူမှတောက်ကူမဆိုင်တဲ့မျက်နှာပေးနဲ့အာရီကြောရည်နဲ့ကကျွန်တော်တို့ကြည့်မရဘူးလို့ပြောတယ်အဲ့လိုပြောတော့ဇိုင်းဆန်နီကိုရဲကဘာမှမပြောပဲရဲနေတယ်ဒါဦးငှက်ကခမရဘာရဲရလဲဗျာလို့မေးတော့နီကိုရဲကအော်ဘာမှမဟုတ်ပါဘူးကိုငှက်ကတချို့လူတွေကသူတို့နဲ့ဆရာချင်းတူတဲ့သူတွေဆိုကြည့်မရဘူးဆိုတာတွေးမိလို့ပါလို့ပြောတယ်ဦးငှက်လည်းဘာမှပြန်မပြောတော့ပဲနဲ့ပြုံးနေတယ်ဒါကျွန်တော်မှတ်မိတဲ့လောက်ပြန်ပြောတာပါဒီဟာကိုဒီဦးငှက်ကွယ်လွန်ပြီးတော့ထွက်ထားတဲ့စာကိုအစိမ်းကြီးအောင်ရက်ဆွဲများဆိုရဲစာအုပ်ထဲမှာဇိုင်းဆန်နီကိုရဲ့ရေးတဲ့ဆောင်းပါးထဲမှာဖတ်ကြည့်လို့ရပါတယ်ဆိုတော့ဒီဟာလည်းဒီသဘောပါကိုယ်စီမှာရှိပေမဲ့ကိုယ်တိုင်လက်မခံနိုင်တဲ့ဇိုးခွက်တွေကိုတခြားသူတွေစီမှာတွေ့ရတဲ့အခါမှာပို့ပြီးတော့စိတ်အနှောင့်အယှက်ဖြစ်တာဒါမှမဟုတ်ဒေါသထွက်တာမျိုးဖြစ်တာကိုဆိုလိုတာပါဒါကြောင့်မို့လို့တခြားသူတွေစီမှာကိုယ်အမုန်းဆုံးဇေယိုက်တွေကိုလေ့လာကြည့်ခြင်းအပြင်ဒီကိုပြန်လဲသုံးသပ်ဖို့လမ်းစာကိုရှောက်ပြနိုင်ပါတယ်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေမိသားစုဝင်တွေစီကဘလူဇေယိုက်မျိုးတွေကငါ့ကိုစိတ်နှောင့်ယှက်ချစ်စေဆုံးလဲဆိုတာကိုတေချာယူဆိုင်ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့အရေးကိုတစ်ချက်လေးစောင်းခဲ့ကြည့်ဖို့ခွင့်ရရသွားနိုင်ပါတယ်ဒီလိုတခြားသူတွေကိုစောင့်ကြည့်လေ့လာတဲ့အပြင်ဒီကိုယ့်ရဲ့အရေးကိုသိစိတ်ထဲရောက်လာအောင်လုပ်နိုင်တဲ့နောက်ထပ်နည်းလမ်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ကိုယ့်ရဲ့လုပ်ရက်တွေအပေါ်မှာဘလို့စေတနာဘလို့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တယ်လဲဆိုတာကိုပြန်လဲစဉ်းကြည့်ဖို့ဖြစ်ပါတယ်အထူးသဖြင့်ကိုယ်တိုင်ရှုံ့ရမိတဲ့လုပ်ရက်မျိုးတွေကိုပြန်လဲသုံးသပ်ဖို့နဲ့လွယ်လာတဲ့အခါကိုပြန်လဲဝေဖန်ပိုင်းခြားနိုင်တဲ့စိတ်ထားမျိုး self criticism ဒါရှိဖို့ပဲဖြစ်ပါတယ်ရန်မချက်ပြုခဲ့တယ်လို့ပဲကျွန်တော်တို့ရဲ့အရေးကိုမမြင်အောင်တားဆီးထားတဲ့တခုတည်းသောအရာမိမိကိုယ်ကိုယူသားနေကြမှာဖြစ်ပါတယ်မိမိကိုယ်ကိုအနေငယ်ဝေဖန်ပိုင်းခြားကြည့်ရုံများနဲ့ဒီအရေးကိုထိုးပေါက်မြင်နိုင်တယ်လို့ရန်ကပြောခဲ့ပါဒီလိုမျိုးအရေးကိုပို့ပြီးတော့သတိပြုမိလာစေခြင်းနဲ့အတူရန်ရဲ့ကုထုံးမှာပါဝင်တဲ့နောက်ထပ်အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုကတော့ဒီလူနာတွေကိုသူတို့ရဲ့ဘဝအတွက်အသေးပဲတည်းရှာဖွေတွေ့ရှိအောင်ကူညီပေးတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရန်ကဒီပြင်းထန်တဲ့စိတ်သက်ကြခြင်းဒါမှမဟုတ်စိုးရိမ်သောကဖြစ်သွားခြင်းဒီ anxiety disorder တွေမှာပိတ်မိနေလို့ရှိရင်အဲ့ဒါကိုကုသဖို့အတွက်ဒီဘဝဆိုတဲ့ပြဿနာကြီးထဲမှာတရုပ်ဆောင်တယောက်အဖြစ်နဲ့ကိုယ့်ရဲ့အခန်းကဏ္ဍကိုရှာဖွေတွေ့ရှိဖို့လိုအပ်တယ်လို့ယုံကြည်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါကဘာလို့ဆိုလိုတာလဲဆိုတာကိုနားလည်နိုင်ဖို့အတွက်20ရာစုပထမနှစ်ဝက်အတွင်းမှာရန်နဲ့ဘက်ဘလိုမျိုးနွယ်စုခေါင်းဆောင်တူတို့တွေ့ဆုံခဲ့မှုကိုလေ့လာကြည့်အောင်။ရန်ကအဲ့ဒီလူနဲ့သူ့ရဲ့မျိုးနွယ်စုရိုးရာဓလေ့တွေအကြောင်းကိုဆွေးနွေးနေတဲ့အချိန်မှာမျိုးနွယ်စုခေါင်းဆောင်ကအခုလိုမှတ်ချက်ပြုခဲ့တာတင်ပြောပြပါတယ်။ဟုတ်ပါတယ်ကျွန်တော်တို့ကမျိုးနွယ်စုအသေးလေးပါ။ဒီအမေရိကန်တွေကကျွန်တော်တို့ရဲ့ဘာသာရေးကိုနှောက်ယှက်ချင်နေကြတယ်။သူတို့ဒါမျိုးမလုပ်သင့်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဖခင်ဖြစ်တဲ့နေမင်းရဲ့သားသမီးတွေမလို့ပဲ။ဟိုးမှသွားနေတဲ့နေမင်းကကျွန်တော်တို့ရဲ့ဖခင်ပဲ။သူမိုးကုတ်စက်ဝိုင်းကနေထွက်ပေါ်လာဖို့နဲ့ဒီကောင်းကင်မှာရှောက်လန်းနိုင်ဖို့အတွက်ကျွန်တော်တို့ကနေတိုင်းကူညီပေးနေရတာ။ဒါကိုကျွန်တော်တို့ကကိုယ့်အတွက်တင်လုပ်နေတာမဟုတ်ဘူး။အမေရိကန်အတွက်ရောတစ်ကမ္ဘာလုံးအတွက်ပါလှုပ်ဆောင်ပေးနေတာဖြစ်တယ်။ဒီစကားကိုဒီအခုခေတ်လူငယ်တွေကြားလို့ရှိရင်တော့ဒါနည်းနည်းကြောင်တောင်နိုင်နေခင်းနောက်ကျနေတယ်ယုံကြည်မှုတွေလို့မြင်ပါလိမ့်မယ်။ဒါပေမဲ့ရန်တဲ့မှတ်ချက်ကတော့ဒီမျိုးနဲ့စုဝင်ရကျွန်တော်တို့ခံစားနေရတယ်လို့မျိုးခုခေတ်လူငယ်တွေခံစားနေရတယ်လို့မျိုးဒီစိတ်ဝေဒနာတွေမခံစားရဘူးဆိုတာပါပဲ။သူတို့ဟာဒီစိုးရင်တော့ကတွေအမှုစိတ်ထက်ကြတာမျိုးတွေကိုခံစားရခြင်းမရှိပါဘူး။သူတို့ကစိတ်ပိုင်းဆိုင်ရာစေဝါးတွေကိုနေ့စဉ်သုံးစွဲနေရတဲ့ဒီနေ့ခေတ်လူတွေလည်းမဟုတ်စေးဆွဲပြီးတော့ဘဝပြည့်လူနေပါဖြစ်နေကြသူတွေလည်းမဟုတ်ကြပါဘူးဒီလိုမဟုတ်ဘဲနဲ့ဒီနိုးနယ်စုတွေကဘဝဆိုရဲ့မျက်နှိုးဝယ်ပြဆက်ခြင်းမှာတရုပ်ဆောင်တယောက်အနေနဲ့မိမိရဲ့တာဝန်ကိုခြေပွန်စွာထမ်းဆောင်နေတဲ့သူတွေဖြစ်ကိုရှုမြင်ကြတဲ့ပုံကိုယ်တွေနဲ့ဖွဲ့စည်းထားတဲ့မျိုးနယ်ဖြစ်ပါတယ်သူတို့ရဲ့ဘဝတွေဟာအတိတ်မဲ့နဲ့ရည်မှန်းချက်တွေပြည့်နှက်နေပါတယ်ရုံးကရေးသားခဲ့တာဒီလူတွေမှာဘာပြဿနာမှမရှိသူတို့မှာသူတို့နေ့စဉ်ဘဝနဲ့အထိမ့်မဲ့သင်္ကေတတွေပြည့်နှက်နေတဲ့ဘဝ symbolic life ရှိကြတယ်သူတို့ဟာမနေ့ကမှမြင့်မြတ်တဲ့တာဝန်ဝတ္တရားကြီးတစ်ခုကိုထမ်းဆောင်ရမယ်ဆိုတဲ့ခံစားချက်နဲ့နိုးထလာကြတယ်သူတို့ကဖခင်ဖြစ်တဲ့နေမင်းရဲ့သားသမီးတွေဖြစ်ပြီးတော့သူတို့ရဲ့နေ့စဉ်တာဝန်ကတော့ဒီဖခင်ဖြစ်သူကိုမိုးကုတ်ဆက်ဝိုင်းကနေကြော်လွန်သွားနိုင်အောင်လို့
ကူညီပေးဖို့ပဲဖြစ်တယ်။ဒါသူတို့အတွက်တည်းမဟုတ်ဘူးသူတို့တကဘာလုံးထွက်လှုပ်ဆောင်ပေးနေတာလို့ယုံကြည်ကြတယ်။ခင်ဗျားတို့အဲ့ဒီလူတွေကိုအတူယူတင်တယ်။သူတို့မှာတဘာဝအတိုင်းပြည့်စုံနေတဲ့ဂုဏ်သိက္ခာတွေရှိကြတယ်လို့ကျန်းကဒီလိုဘဝနေထိုင်မှုပုံစံနဲ့သူကြုံတွေ့ခဲ့ရတဲ့ဒီအနောက်တိုင်းသူမျိုးသမီးတူနဲ့အနိုင်ရှင်ပြထားပါတယ်။ရန်ပြောတဲ့အတိုင်းဆိုရင်အဲ့ဒီမျိုးသမီးကတနေရာနဲ့တနေရာကိုအမြဲတစေပြေးလွှားနေပြီးတော့အမြဲရှာဖွေနေရပေမဲ့သူရှာဖွေနေတဲ့အရာကိုဘယ်တော့မှမတွေ့ရှိနိုင်တဲ့အတင်းချက်ခီးသွားနေရတဲ့တူပဲဖြစ်တယ်လို့ဆိုတယ်။သူမရဲ့မျိုးဝန်းတွေကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်အံ့ဩသွားပြီ။အမြဲတစေတစ်ခုခုကိုမျှော်လင့်တကြီးရှာဖွေနေတဲ့အမဲလိုက်ခံနေရတဲ့ဒါမှမဟုတ်တောင်းပိတ်မိနေတဲ့တက်တော်ဘာတစ်ကောင်ရဲ့မျိုးဝန်းတွေမျိုးပဲ။သူမတစ်ခုခုရဲ့ပူးကတ်ခံထားရတယ်လို့မျိုးပဲ။ဘာလို့လဲဆိုတော့သူမအတိတ်ပဲရှိတဲ့ဘဝနှုံမှာနေထိုင်နေတာမဟုတ်လို့ပါ။သူမရဲ့ဘဝဟာဘာရွေချက်မှမရှိပဲလုံးဝကိုရုပ်ပြက်ဆင်းပြနေအောင်ပြင်းရင်ကြီးမွေးစရာကောင်းလို့နဲ့အကယ်၍သူမဒီနေ့တည်ဆုံးသွားမယ်ဆိုရင်တော့ဘာမှဖြစ်သွားမှာမဟုတ်တယ်လို့ဘာမှလည်းပျောက်ကွယ်သွားမှာမဟုတ်။ဘာလို့လဲဆိုတော့သူမဟာဘာမှမဟုတ်ခဲ့လို့ပဲ။ဒီလိုမျိုးအသေးအံရှာဖွေနေတတ်တဲ့အလေးထားအနောက်ကဘာဒီလူများပြားမှာကူးစက်နေပါရဲ့။တချို့ကတနေရာနဲ့တနေရာကိုအချိန်မီပြေးလွှားနေကြတယ်။တချို့ကတော့ချစ်သူကြီးစားနောက်ကိုအသေးအံလိုက်နေကြတယ်။တခြားသူတွေကတော့ဒီငွေကြီးဂုံသိက္ခာကြောကြားမှုနောက်မှလူမှုကွန်ရက်ပေါ်ကအတိမတ်ပြုခံရမှုတွေကိုအငဲအမြရှာဖွေနေသူတွေဖြစ်ကြပါတယ်။ဘလို့ပဲဒီအပြင်းပန်းပုံစံနဲ့စောင်းနေသည်ဖြစ်ပါစေပေါ့နော်။သူရဲ့နှက်ဆိုင်တဲ့တွန်းအားကတော့တူတူပါပဲ။ဒီရှာဖွေနေတဲ့သူတွေကကိုယ့်ရဲ့အနှစ်သာရမရှိတဲ့တည်ရှိမှုကနေထွက်ပြေးဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။သူတို့ကအတိတ်ပဲမေးတဲ့ဘဝမှာနေထိုင်ခြင်းကနေဖြစ်ပေါ်လာတဲ့အနှစ်မဲ့တဲ့လာပြင်ကြီးကိုပြည့်စည်ဖို့အတွက်ရှာဖွေနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ရန်ကရှင်းပြတယ်လို့ပဲဒီလာပြင်ကြီးကိုဝတ္ထုပစ္စည်းတွေသို့မဟုတ်အတွေ့အကြုံတွေနဲ့ပဲပြည့်စည်လို့မရနိုင်ပါဘူး။အဲ့ဒီလာပြင်ကြီးကိုပြည့်စည်ပေးနိုင်တာကမိမိတို့ဒီထူးခြားပြောင်းလဲမှုတစုံတရာကိုဖန်တီးပေးနိုင်တဲ့နီလန်းဖြင့်နေထိုင်နေတယ်ဆိုတဲ့အသည့်ပဲဖြစ်ပါတယ်။သူတွေးဆောင်ခဲ့တဲ့မျိုးသမီးနဲ့ပတ်သက်ပြီးသူရေးသားခဲ့တာကတကယ်လို့သာသူမကသာကျမဟာလာမင်းရဲ့သမီးတော်ပါ။ညာတိုင်းမှာကျမရဲ့မိခင်ဖြစ်တဲ့လာမင်းကြီးမိုးကုတ်စဝိုင်းကိုကြော်လွန်သွားနိုင်မှုကူညီပေးရတယ်လို့ပြောနိုင်ခဲ့မယ်ဆိုရင်ဒါလုံးဝခြားနာသွားပြီ။အဲ့ဒီခါကျမှသူမကအသက်ဝင်လာမှာဖြစ်ပြီးတော့သူမရဲ့ဘဝအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။အဲ့ဒီအဓိပ္ပာယ်ကလည်းအစဉ်တစိုက်တည်ရှိနေမှာဖြစ်တယ်လို့လူသားမျိုးနွယ်တစ်ခုလုံးအတွက်လည်းအကျိုးရှိစေမှာဖြစ်တယ်လို့ရေးသားခဲ့ပါတယ်။လူတွေကမိမိကိုယ်ကိုမြင့်မြတ်တဲ့ပြဿနာကြီးရာတရုပ်ဆောင်တွေဖြစ်နေထိုင်နေရတယ်လို့ခံစားမိတဲ့အခါမှာအဲ့ဒီအသည့်ကငြင်းချမ်းမှုကိုပေးပါတယ်။အဲ့ဒါကပဲလူသားဘဝရဲ့တစ်ခုတည်းသောအဓိပ္ပာယ်ကိုပေးစွမ်းနိုင်တာပါ။ကျန်တဲ့အရာတွေအားလုံးကတော့အနှစ်သာရမရှိလို့ခမားအနေနဲ့ပယ်ချလိုက်လို့ရပါတယ်။အသက်မွေးကြောင်းအလို့ဒါမှမဟုတ်သားသမီးရတနာထုံးကားခြင်းဆိုတာတွေဟာကိုယ့်ဘဝအဓိပ္ပာယ်ရှိတယ်ဆိုတဲ့အချက်နဲ့နှိုင်းယှဉ်လိုက်ရင်အားလုံးကမာယာတွေသာဖြစ်ပါတယ်။ဒီလိုပြောလို့ရန်ကကျွန်တော်တို့အားလုံးပပလိုမျိုးနယ်စုရဲ့ဒဏ္ဍာရီတွေတိုင်းလိုက်နာကျင့်သုံးရမယ်လို့အချိန်ပြုနေတာမဟုတ်ပါဘူး။သူဆိုလိုတဲ့အချက်ကလူများပြားဟာမိမိတို့ရဲ့ဘဝမှာအဓိပ္ပာယ်မရှိမနေတာကြောင့်မလို့ဒီဝေဒနာတွေခံစားနေရတာဖြစ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါကြောင့်စုရင်တော့ကဓမ္မစိတ်ဓာတ်ကြခြင်းတွေကနေကင်းဝေးလူတွေရဲ့တာဝန်ကအဲ့ဒီအဓိပ္ပာယ်ကိုရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့ကလည်းဒီပပလိုမျိုးနယ်စုဝင်တွေလိုပဲကျွန်တော်တို့ရဲ့ဘဝဟာအဓိပ္ပာယ်ရှိတယ်လို့ယုံကြည်ဖို့အတွက်ကျွန်တော်တို့ရဲ့တည်ရှိနေမှုကိုအကြောင်းပြချက်ခိုင်လုံစေမဲ့လမ်းစာတစ်ခုကိုရှာဖွေရမှာဖြစ်ပါတယ်။တချို့တွေအတွက်ဒါဘာသာတရားနဲ့အကောင့်တွေပေါ်နိုင်ပြီးတော့တချို့တော့တရားမျှတမှုလွတ်လပ်မှုသို့မဟုတ်လူမှုအတိုင်းဝိုင်းလိုတန်ဖိုးတွေကိုပို့ပြီးတိုးတက်လာတွေနဲ့လို့ဖော်ဆောင်နိုင်ပြီးတော့တချို့တွေအတွက်ဖန်တီးမှုဆိုင်ရာလုပ်ရက်တွေအမှုပညာတွေကနေတဆင့်ရှာဖွေတွေ့ရှိနိုင်ကြပါလိမ့်မယ်။ဒါပေမဲ့ဒီလွှဲမှုတက်တဲ့ဒဏ္ဍာရီလာယုံကြည်မှုတွေကိုအယုံကြည်မရှိတဲ့ခေတ်သစ် free thinker တွေအတွက်ကတော့ဘဝဆိုတဲ့ကြားစက်ကြီးရမှာအဓိပ္ပာယ်ရှိတဲ့အခန်းကဏ္ဍကနေမိသူမိပုံပေါင်းရင်ကားပြရမယ်ဆိုတော့မိမိတို့ကိုယ်တိုင်မိမိတို့ဘာသာရှာဖွေဖော်ထုတ်ကြရမှာဖြစ်ပါတယ်။ဒီတောင်းကိုအောင်မြင်စွာထမ်းဆောင်နိုင်သူတွေအတွက်ကတော့ဘဝကသူတို့ရဲ့အနာဂတ်ကိုအဓိပ္ပာယ်ဖွင့်ဆိုပေးလိမ့်မှာဖြစ်ပြီးတော့မအောင်မြင်သူတွေအတွက်ကတော့အနှစ်သာရမဲ့ဝေနာခံစားမှုတွေနဲ့အတင်းကျပ်လိုက်လံရှာဖွေနေရမှုတွေနဲ့ပဲနှစ်ပေါင်းများစွာဒါမှမဟုတ်ဆယ်စုနှစ်ပေါင်းများစွာကြုံတွေ့ရမယ့်အဖြစ်ကိုဆက်ရောက်နေပါလိမ့်မယ်။ကျွန်တော်ကတော့လူသားတိုင်းမှာရှိတဲ့အရာတစ်ခုခုကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ပဲစိတ်ဝင်စားတယ်။အဲ့ဒါပြဿနာရင်းခံပါပဲ။အဲ့ဒါစစ်မှန်တဲ့ဘက်ဘလူလူမျိုးတယောက်ရဲ့ပြဿနာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်ရဲ့ဖခင်နေမင်းမိုးကုတ်စဝိုင်းကနေထွက်ပေါ်လာနိုင်ဖို့အတွက်လိုအပ်တာမှန်သမျှကိုဒီနေ့မှကျွန်တော်အကုန်လုံးဆောင်မယ်ဆိုတာပါပဲ။